Hello ချစ်ရတယ်မိမိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော် channel လေးကိုရောက်ရှိလာသူရောက်ရှိတိုင်းအောင်မြင်ကြပါစေကျန်းမာကြပါစေအဆက်ဆက်ရဲ့အဆင်ပြေကြပါစေလို့ပထမအဆုံးဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ် January လ16ရက်နေ့ရဲ့နေ့လည်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှ reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်တို့လိုရင်းတူရှင်သတင်းတွေမပြတော့ဘဲနဲ့နော်တခါတည်းသတင်းဗီဒီယိုတခါတည်းသွားလိုက်မယ်နော်ပထမဆုံးသတင်းတစ်ပုဒ်ကတော့စိတ်ပြူမှာချမ်ပီယံစစ်ကောင်စီပေါ့နော်ကပ္ပစကိုလာပြီးကောက်ခွဲဖို့လာတဲ့သူတွေကိုနေနေလို့ချမ်ပီယံစစ်ကောင်စီအုပ်စုလိုက်ပေါ့နော်မျိုးစားဖြစ်သွားတဲ့သတင်းလေးဒါတော့ကြည့်အောင်နော်စိတ်ပြူမျိုးကစစ်တပ်စစ်ကြောင်းကရှမ်းနေကကပ္ပလေပတ်ဖို့စ조사ခဲ့ပေမဲ့တေပွဲပဲဆင်ခဲ့ရပါတယ်မကွေးတိုင်းစိတ်ပြူမျိုးနယ်မှာမီလန်းတွေဖျက်တောက်ခံထားရတာကိုလာပြင်တဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့သိရပါတယ်မနေ့ကတိုက်ခိုက်မှုအတွင်းစစ်သား9ဦးသေဆုံးခဲ့လို့ဒေသတွင်းကောက်ကွယ်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ဒါအပြင်ကပ္ပစ22ကိုတူတန်းထားတဲ့မိရန်စစ်ကူတပ်မင်းကိုလည်းထပ်မံဖောက်ကွယ်ရှင်းလင်းခဲ့လို့စိတ်ဖြူပျောက်ကြားတကူတော်ကြားစိုးပြည်သူ့ကောက်ကွယ်တပ်ဖွဲ့စီကနေသိရပါတယ်။ဒါကြောင့်အသက်ငယ်နေတဲ့ကပ္ပစ22ဟာလုံးဝနေပါရက်ဆိုင်သွားခဲ့ပြီလို့ဆိုပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ23ရက်နေ့နဲ့ဇန်နဝါရီလ6ရက်နေ့တို့ကစိတ်ဖြူမြို့နယ်အထင်းမှာရှေ့အမှတ်20နဲ့ကောက်ကွယ်ပျက်စီးစက်ရုံကိုတွေ့တန်းထားတဲ့တပ်တိုင်နဲ့မိကျို့တွေကိုတော်လင်းတပ်ဖွဲ့တွေကဖောက်ကွယ်ရှင်းလင်းခဲ့ပါတယ်။ဒီလိုတိုက်ခိုက်ဖြစ်စီမှုတွေကြောင့်စစ်တပ်ဘက်ကစိတ်ဖြူမြို့နယ်အတွင်းစစ်ကြောင်းထိုးတောင်းကျမ်းနေရလို့ဒေသခံတွေနဲ့ကောက်ကွယ်တပ်ဖွဲ့ဝင်တွေဘက်ကပြောပါတယ်။ဒီတိုက်ခိုက်မှုကိုစိတ်ဖြူပျောက်ကြားတကူတော်ကြားစိုးပြည်သူ့ကောက်ကွယ်ရဲ့ LDF နဲ့ပခုတ်ကူခရိုင်အမှတ်တပ်ရင်လေးတက်ခွဲ3စိတ်ဖြူမြောက်ပိုင်း NSP အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါ။ပခုတ်ကူခရိုင်ထဲမှာရှိတဲ့လေရင်မုံတွေထုတ်လုပ်နေတဲ့စိတ်ဖြူမြို့နယ်ကကပ္ပစ21နဲ့22တို့အပါအဝင်ပေါင်းမြို့နယ်ကကပ္ပစ24တို့စီပို့လွတ်နေတဲ့လက်စစ်တပ်အာလိုင်း3နေရာတို့ကိုတော်လင်းတပ်တွေကပြီးခဲ့တဲ့ဒီဇင်ဘာလတတိယပတ်အတွင်းမိုင်းခွဲဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ကဲကြားတယ်ပေါ့နော်။အဲ့တော့ချမ်ပီယံစစ်ကောင်စီကပ္ပစတွေကတော့အဲ့လိုမျိုးပေါ့ခုချိန်မှာဆိုရင်တော့ဒီစိတ်ဖြူကတော့တော်တော်လေးကိုဖျက်ဆီးခံလိုက်ပြီပေါ့နော်။အဲ့တော့ချမ်ပီယံမင်းအောင်လိုင်းပုံကျဲဖို့လူတွေတက်ဖို့ပေါ့နော်ဒီလက်နက်ပစ္စည်းထုတ်လုပ်ပြီးနေကပ္ပစတွေကိုလှုပ်ချင်ဖို့နဲ့လေကောင်းလိမ့်ပါပဲနော်။ကဲကျွန်တော်နောက်ထပ်ပေါ့နော်ဥကျော်ပြောထားတဲ့တီတာရွတ်မုံရဲ့အကြောင်းလေးပေါ့နော်ကျွန်တော်နားထောင်ကြည့်လိုက်အောင်နော်ဘာနာလဲဆိုတော့ကျွန်တော်ပြောတဲ့ဟိုဥစ္စာပေါ့နော်သူ့လင်ကိုလည်းမိသွားဟောသူ့လင်မဟုတ်တော့ဘူးဆိုတဲ့အကြောင်းပေါ့နော်ညင်းညံမှာဟာလားပြူဥဆောင်ပြီးတော့လုံနေတဲ့တီတာရွတ်မုံအခုသူယောက်ျားစိန်လွင်ကိုမိတာတယ်ဟမ်သူယောက်ျားစိန်လွင်မိသွားမိတဲ့ခါကျတော့သူ့လင်မဟုတ်ရပါဘူးဆိုပြီးတော့ပြောတယ်နော်ဟောဒီကောင်မနော်ဒီချာကြည့်တော့ခင်ဗျားတို့ငွေဟောက်တဲ့အောင်ကြောက်ဖို့ကောင်းတယ်နော်ရှာနာခွငွေဟောက်တဲ့အောင်ကြောက်ဖို့ကောင်းတယ်ဒီကောင်မနော်ဒီအခုအဲ့ဒီမြညာနေတော့ဘက်မှာတော်တော်ဆိုးနေခလက်ကားပါအဲ့ဒီနောက်လိုက်နေတဲ့ကောင်တွေလေတငယ်ထောက်ဟုတ်လားဟမ်ဒါနည်းယောက်ျားမဟုတ်လားဟမ်အတော်ဆိုးတာပဲဗျနော်မိသွားတော့အခါကျမှအစားတော့မပြတ်ဘူးသူယောက်ျားမဟုတ်ပါဘူးဆိုပြီးတော့လုံသူနဲ့ဘာမှမဆိုင်ပါဘူးဆိုပြီးတော့သူပြောတယ်ဟမ်အဲ့မှာအဲ့ပြူစောက်ခေါင်းကျဲမဟုတ်အနံ့လိုက်ရှူနေတဲ့ကောင်တွေလေမင်းတို့ဘာတွေမျော်လင့်ဟမ်ဘာတွေမျော်လင့်နေမင်းတို့ကောင်ဟမ်အဲ့ဒီတီရာယူမစောင်းနှံ့ကိုလိုက်ရှူနေတဲ့ဟမ်ကိုမီကိုလိုးတတိုက်ဟမ်မင်းတို့ဘာတွေမျော်လင့်နေတာဟမ်မင်းတို့စင်စီးပြီးတော့ဝင်တဲ့လားဓားတိုင်းနဲ့ဝင်စောက်ခေါင်းဓားမချဘူးကွာနားလေတာမင်းတို့ကောင်ဟမ်ငါမစဲကြည့်ဘူးနော်မင်းတို့အဲ့ဒီစောက်ခေါင်းလဲမင်းတို့ဝင်သွားစင်စီးပြီးတော့ဝင်သွားမီးတို့ကန်ပြီးတော့ဝင်သွားမိုင်းမဆွဲသေးဘူးအဲ့ကောင်မစောက်ခေါင်းကသိလားဟမ်ဘာလို့ညောင်းလဲဒီစောက်ကောင်မလည်းလာလိုက်သေးတယ်ဟမ်ဘာလို့တငယ်ထောင်မို့လားဒီစောက်စင်ပဲရှိတယ်မင်းတို့ဝရမ်းလေးနဲ့ဖာတယ်မနဲ့သားသမီးတွေကဒီစောက်စင်ပဲရှိတယ်မင်းတို့ဟမ်နင့်လေမဟုတ်ဘူးဟုတ်လားဟမ်နင့်ကြိမ်ပြောရလားနင့်လေမဟုတ်ဘူးလို့ဒီကောင်စိန်လွင်ဆိုတဲ့ဒီခွေးမသားနင့်လေမဟုတ်လားဟမ်သူလည်းပြူကောင်းအောင်ပဲလေပြူကောင်းအောင်ပဲမဟုတ်လားဟမ်သူကတ်ရအကုန်လုံးထုတ်ပြတယ်အရေးထဲမှာဘယ်သူကပနာဝင်ယူလဲဆိုတော့ပောက်ကတော့ဒီပောက်ကတော့နော်ဒီပောက်ကတော့ဘာဖြစ်လဲတီတာယူမော်လမြိုင်ကတော့သူ့လေမဟုတ်ပါဘူးလို့ဟမ်ညင်းချက်ထုတ်တယ်လေဟုတ်လားဘာလဲတီတာယူကိုချိန်နေတာလားပောက်ကတော့ဟမ်မင်းတီတာယူကိုဘာလဲကြံနေတာလားဟမ်အဲ့လိုပဲပြောရတော့မယ်မင်းတို့ကောင်တလိန်နဲ့တညံနဲ့ကလင်ကကြညံအကောင်ထွက်တဲ့ကောင်အကောင်ထွက်တဲ့လူရုံမာဟမ်ပောက်ကတော့နင်းတော့ဝါစားလိုက်မယ်သိလားဟမ်
ဘာဖြစ်လဲဒီလာကြီးမော်လမြိုင်သူတော့အမေတီးချောင်းတော့သိလိုက်သေးတယ်မော်လမြိုင်သူဆိုပြီးတော့အားလုံးမော်လမြိုင်သူမှာအဲ့လိုဟာတတာလုပ်ပြီးတော့ကြိုက်ကုန်းအလုပ်ကြီးမော်လမြိုင်တိတ်ခါကြဟုတ်မော်လမြိုင်တိတ်ခါကြမေမော်လမြိုင်သူတဲ့ဒီလာကြီးမော်ပါတဲ့အဲ့သူယောက်ျားသူယောက်ျားလည်းမဟုတ်ဘူးလေသူလင်လည်းမဟုတ်ဘူးပောက်ကတော့အမဘာနဲ့လက်ခံနေတာဒီကတော့သင်္ကန်းကိုဟုတ်လားအေးခြုံပြီးတော့ပောက်ပြရတယ်ထိုင်ပြောနေတဲ့ကတော့လေ你弄嘛啦？喏，你弄把弄来说了，你弄推荐么对的路，喏，要不然么？你要讲么好路线，你弄讲东西现在你弄出来，把没呢？讲的是嘛，要那些东西，把的哎嘛，那个基地话接受把的，你把下路的，你弄练么好路线，把下路的，把下路的，你练么好路线？哈哈哈哈哈哈！အဲ့မှာလိုက်နေတဲ့ကောင်နေတဲ့စောင်းနှံလိုက်ရှူနေတဲ့ခွေးမသားတွေတဲ့တတိထားမင်းတို့ဟမ်တို့စောင်းနှံရှူရုံပဲရမှာနော်အဲ့ဒီကောင်မခုနငါပြောသလိုပဲရှာနာခွားနဲ့ငွေဟောက်မနဲ့ပူဆိုးတယ်နော်အဲ့ဒီတို့တတိပြတာငါကစူပါဂရုဆောင်လာတာဟေးနင်းလာမိလို့ရတော့လားငါစူပါဂရုဆောင်လာတာအလကားမဟုတ်နော်စူပါဂရုနဲ့ဝိုင်းကပ်ပြီးလို့နော်စူပါဂရုနဲ့ဝိုင်းကပ်ပြီးလို့အဲ့ဒါကြီးလာပြောတာနော်အဲ့ဒါကြီးလာပြောတာကဲဒါကတော့ဗောနော်ပြပြနေနေပြောတဲ့ဥကျွဲပြီးတော့ file မျိုးဖြစ်ပါတယ်အဲ့တော့တီတာရွတ်မယောက်ျားဖန်ခံနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုနော်တော်လိုင်းဘက်မှာလည်းအောင်မြင်မှုဖြစ်တယ်လို့သူတို့ဘက်မှာတော်တော်လေးကိုလှုပ်ခတ်နေတာဖြစ်ပါတယ်နော်ကဲနောက်ကျွန်တော်ကြည့်ရမှာကတော့တီတာရွတ်မယောက်ျားဖန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်ပြည်သူရဲ့ဆန္ဒအတိုင်းပဲရေးယူပါမယ်ဆိုပြီးပြောထားတယ်ဒီကိုမင်းသားကြီးရဲ့ဒီ interview လေးတောက်ကြည့်အောင်နော်ဟုတ်ပြောလို့ရရင်ပြောပြပါအောင်အကိုဟုတ်ကဲ့အဲ့ဒါကတော့အများဆုံးလောက်တာတော့ဒီဒေါ်တီတိုင်းမော်စစ်ကြောင်းနဲ့ဒေါ်တီတိုင်းဝင်မဲ့လောက်တာပါနော်သူလောက်တယ်မလောက်ဘူးဆိုတာတော့ကျွန်တော်တို့ကအလုံးစုံတားကြီးတော့အပြည့်ဝမစစ်ဆေးမမင်းမရသေးဘူးနော်ဟုတ်ကဲ့ပါအကိုအခုဖန်တီးရမိတဲ့သူတွေကိုအကိုတို့အနေနဲ့ဘယ်လိုမျိုးဆက်စီစဉ်မလဲပေါ့နော်ဘာတွေဆက်ပြီးတော့အပြစ်ပေးအေးအေးယူမှုတွေလုပ်မလဲပေါ့အကိုရဲ့ဟုတ်ကဲ့သူတို့ကတော့လူသားချင်းစာနာမှာမဟုတ်ဘူးကျွန်တော်တို့ကတော့လူသားချင်းကိုယ်ချင်းစာတရားတွေတော့ကျွန်တော်တို့မှရှိတယ်ဗျလူတွေတင်မှငင်းငင်းနဲ့လမ်းစဉ်ကိုတော့ကျွန်တော်တို့မကြိုက်ပေမဲ့တရားမျှတမှုရှိဖို့အတွက်ခုနကပြောလို့ကျွန်တော်တို့ပြည်သူလူထုရဲ့သဘောဆန္ဒအရာပဲကျွန်တော်တို့ကတော့တွားမယ်လို့တော့စဉ်းစားထားတယ်ဒါပေမဲ့ကျွန်တော်တို့မှာ step by step ရာဆင်ကဲအထက်အောက်ဆက်ဆံရေးအကြီးပိုင်းအနေနဲ့ကျွန်တော်တို့ချိတ်ဆက်ပေါင်းစပ်ညီနိုင်ပြီးတော့မှခုနကပြောတဲ့တရားရေးမှန်နိုင်ရပဲဖြစ်ဖြစ်ဆုံးဖြတ်မယ်ပေါ့အဲ့လောက်လေးပါပဲဗျရေးယူဆောင်ရမှာပါဟုတ်ကဲ့ပါအကိုဒီသူ့ရဲ့ယောက်ျားကိုအကိုတို့အနေနဲ့ဖန်ဆီးရမိတဲ့အခါရောက်တော့တရားယူမုံကရောဘယ်လိုမျိုးတွေတုံ့ပြန်တာတွေရှိလဲအကိုဟိုလေချောင်းမုံကျဲတာတို့ဒီစစ်ကားသုံးစီးနဲ့ပေါ့လေရှာနေတာတို့အဲ့လိုမျိုးတွေလည်းဟိုကြားနေတော့လေအကိုဘယ်လိုမျိုးသူတို့ဘက်ကနေတုံ့ပြန်တာတွေရှိလဲပေါ့ဒီနေ့မနေ့ဟိုမှာတော့ TikTok သူ့ရဲ့ TikTok မှာတော့အဲ့လို तू ကအစားတောက်မပြတ်ပါဘူးဆိုပြီးတော့အဲ့လိုပုံစံမျိုးတင်ထားတာလည်းရှိတယ်ဆိုတော့လေမြေပြင်မှာရောဘယ်လိုမျိုးရှိနေလဲပေါ့ဟုတ်ကဲ့မြေပြင်မှာတော့ကျွန်တော်တို့စဖြစ်ဖြစ်ချင်းသူ့ယောက်ျားစပျောက်ချင်းတော့သူ့မှာတော့လင်းတော်မောင်ရှာဖွေတော်ကန်းပေါ့နော်ရှာဖွေတယ်ပေါ့နော်လင်းပြောက်ကိုရှာဖွေတဲ့အချိန်ပေါ့အဲ့မှာကားသုံးစီးနဲ့ဒီဘက်ကျွန်တော်တို့18ဘက်ကိုတက်သွားတယ်ပေါ့နော်အင်အားအပြည့်နဲ့ကားတစ်စီးကိုအင်အား30ပါလက်နဲ့ကြီးလက်နဲ့ငယ်နဲ့တက်သွားတာရှိပါတယ်ပြီးရင်ဒီသူကိုယ်တိုင်နဲ့စင်တင်ရလာတာဆိုတော့သူ့ယောက်ျားဘယ်သွားတတ်တယ်ဆိုတာကိုသူကသိတော့ဒီ KTV တွေပတ်ရှာနေတာပေါ့နော်အဲ့အနေထားတော့ပါပဲဗျဟုတ်ကဲ့ပါအကိုဟုတ်မနေ့ညကလေချောင်းကျဲတာတွေဘာတွေရောအဲ့လိုမျိုးတွေလည်းကြားနေတော့လေဟို drone နဲ့လားဟိုဒီသူတို့လေချောင်းသုံးတာမျိုးလားအကိုအဲ့ဒါတော့ကျွန်တော်တို့ပြောပြမယ်ဆိုရင်တော့ခုနကပြောလို့ဒါကတော့စေးပိုင်းဖြစ်သွားတဲ့အတွက်ကျွန်တော်အနေနဲ့တော့ပြောလို့မရပါဘူးဗျအဓိကတော့သူကတော့အဆွမ်းတမန်အဆွမ်းကုန်မိုက်ရိုင်းမယ်ထင်ပါတယ်ခုနကပြောလို့သူလောက်ရတဲ့ဟာတော့လောက်မှာပါအဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်တို့လောက်ရတဲ့အပိုင်းကနေကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့လောက်ပါမှာပါဟုတ်ကဲ့ပါအကိုသူ့ရဲ့အမျိုးသားဖန်ဆီးခံရတာဟိုကဖန်ဆီးခံရတာတောင်းဟိုလက်ရှိပေါ့လေဒီအဲ့ဒီဖန်ခံတဲ့နေရာတဝိုက်မှာပြည်သူတွေကိုအဲ့လိုသူတို့အနေနဲ့ဟိုမဲတာတို့အဲ့လိုဖန်ဆီးတာတက်ဖြတ်တာအဲ့လိုမျိုးရောအကိုကြားသေးလားအဲ့ဒီဘိုင်းတော့ကျွန်တော်လောလောဆယ်တော့မကြားထားသေးပါဘူးဒါပေမဲ့သူ့အနေနဲ့ကတော့ပြည်သူဒုက္ခပေးမဲ့အနေထားမျိုးတော့ငါကိုကနေလည်းလုံဆရှိနေတော့လုံမယ်လို့ထင်ပါတယ်ဗျဆက်လုံနေဦးမှာပါသူတို့ကတော့ကျွန်တော်သုံးသက်ကြည့်ရတော့ကတော့ဟုတ်ကဲ့ပါအကိုဟုတ်လေချောင်းကနေပြီးတော့သူ့အမျိုးသားရှိနိုင်မဲ့ထင်တဲ့နေရာတွေပေါ့လေအဲ့နေရာတွေကိုဘုံဘက်ကျဲနေတယ်ဆိုတော့လေဒေသခံတွေကိုပေါ့နော်အဓိကပြည်သူတွေကိုပေါ့အခုအနေနဲ့စစ်ရေးအခြေအနေကိုဘယ်လိုမျိုးသတိပေးရှင်လဲပေါ့လေဘယ်လိုမျိုးတွေရှောင်ကျဉ်ကြဖို့ပေါ့လေဘယ်လိုမျိုးတွေဟိုဆောင်ရန်ပေါ့အကိုရဲ့ဟုတ်ကဲ့ဗျ
အဓိကဘဘကြီးဘောကိုလေတိုက်ရင်တော့မှသူ့မှာမနေကာနေရတာအခုကယောက်ျားတစ်ယောက်လုံးပါသွားတာဆိုတော့အစွမ်းကုန်မယိုင်းလိမ့်မယ်အဲ့တော့ပြည်သူတွေအနေနဲ့လည်းအထူးကြီးဥဆိုင်ပါအဓိကဒီလေးလုံးမကိုပြောချင်တာကတော့ပြည်သူတွေကိုပတ်မရမ်းပါနဲ့မြို့နယ်ပြည်သူတွေဆွေးဆင်းအောင်မလုပ်ပါနဲ့ပြောချင်တာကတော့ရှင်းရှင်းလေးပါနော်ကျွန်တော်ခုနှစ်ကရဲဘော်ပြောတယ်လို့ပေါ့နော်ကျွန်တော်ရင်းတော့ခုနှစ်ကရဲဘော်ပြောတယ်လို့ပါပဲနော်ငါကြီးလို့ချင်းပင်လယ်ထဲကိုသွားရတယ်ပေါ့နော်ဒါပေမဲ့ပင်လယ်ထဲကိုရောက်နေတာကစကစတို့ဒီခုနပြောတဲ့သူတို့ပြည်လေးရဲ့ရဲပေါ့နော်ပြီးရင်ပတ်သက်စတို့ပတ်စတို့ပေါ့နော်အဲ့ပင်လယ်ထဲမှာရှိတဲ့ငါးတွေကသူတို့ပေါ့ကျွန်တော်တို့ PDF ဆိုတာတငါးတွေပါပဲဘယ်ချိန်ကောက်ဖန်လို့ရတယ်ဆိုတာကိုဒီပေးချင်ပါတယ်နောက်တစ်ချိန်တော့တရားမဖြစ်ပါလိမ့်နဲ့ဆူတောင်းပါဖျားရှိခိုးပါအဲ့လောက်တိုင်းမှာချင်ပါတယ်ဗျရှင်းရနော်ဒီတိုင်းမှာဖျားရှိကိုပါဆိုမာလိုက်ပါနော်အဲ့တော့ဒီတိုင်းမှာတော့ရီးစားလူဦးနုကျွဲခတ်တော့မဟုတ်ဘူးနော်ရီးစားယောက်ျား PDF ဖန်နော်ဦးနုကျွဲခတ်ဖြစ်သွားရောနော်အဲ့တော့တကယ်ပိုင်ရမှာတေးကြတဲ့အတွက်နော်ပြည်သူလူထုကလည်းသတိထားဖို့လိုပါတယ်နော်ကဲနောက်ထပ်ကျွန်တော်နောက်ထောင်မှာတော့ဒီတီတန်ကြီးမယောက်ျားဖန်ခံတဲ့ကိစ္စတွေပတ်သက်ပြီးတော့အခုဆိုရင်သူ့ကိုဘယ်လိုမျိုးစစ်မေးတင်နေပါတော့ဥပမာဒီစစ်ကြောင်းထဲမှာလူဘယ်နှယောက်ရှိလဲသူတို့ကိုလက်နက်တွေဘယ်သူထောက်ပံ့နေတာလဲသူတို့ဖွဲ့ထဲမှာပါတဲ့ဒီပတ်သက်စတွေရဲ့အိမ်တွေကဘယ်အိမ်တွေလဲပါအစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေတီချာမေးတင်ပါတယ်ဆိုပြီးသုံးသပ်ပေးထားတဲ့ဒီဘိုးတင်လျောင်းတဲ့စကားတွေနားထောင်ကြည့်အောင်နော်ကြာတရင်ကောင်းပေါ့နော်မန္တလေးတိုင်းမြင်းကျယ်မြို့မှာရှိတဲ့ခုနပြူစောတိကောင်းဆောင်တီတာရုပ်မွန်ရဲ့ယောက်ျားစိတ်လွင်ကိုတော်လိုင်းရဲဘော်တွေကနေမှဝိရစေနေဘွားနဲ့အတူဖန်စီရမိတယ်ဆိုတဲ့တရင်နဲ့တွေ့ရတာပေါ့ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့မှဆောနာကျွန်တော်တို့ပြောတဲ့ဟာပေါ့နော်ကျွန်တော်တို့ဘက်ကတယောက်ကနေပြီးတော့မှဒါအင်တာဗျူးထားတဲ့သူဒီဖမ်းမိတဲ့တပ်ဖွဲ့နဲ့လှမ်းပြီးတော့မှဗျူးထားတာပေါ့နော်ဗျူးထားတဲ့ဗီဒီယိုဖိုင်ကြီးကိုဖွင့်ပြီးတော့မှဒီအယူမှာထမင်းထိုင်စားနေတာပေါ့ရှေ့မှာရက်ခတ်နေတာတယောက်ဘေးမှာရက်နေတာကောင်မလေး2ယောက်ပေါ့နော်သူကောင်မလေး3ယောက်နဲ့ဘေးရိုက်နေတဲ့ကောင်ကယောက်ျားတန်ပေါ့နော်ယောက်ျားတန်နဲ့ဟောင်းဒီတခြားဟွာဖြစ်အောင်ပါညာအဲ့တော့ကျွန်တော်သူကတော့သူ့လင်မဟုတ်ဘူးပေါ့နော်လိုက်လည်းမရှာဘူးပေါ့မပူးမဆွေးဘူးပေါ့နော်အေးစစ်စစ်ပဲဆိုတော့သူဖလန်းပဲဆိုတော့အကွက်ကိုသူကပြကျင်တာအဲ့တော့ပြည်သူကလည်းသိတယ်ဒါဗနေအောင်မြောင်းလင်လဲတို့ဖမ်းမိတဲ့ချင်းဗနေအောင်မြောင်းလင်လဲတို့တယောက်ဆိုရင်ကိုမန်လေးတော့ကျွန်တော်သဘောကျတယ်ပေါ့နော်ဟိုကသူပစ္စည်းကိုစကန်ဖတ်လိုက်တယ်အဲ့မှာဗနေအောင်မြောင်းဆိုတာထွက်လာလိမ့်မယ်တဲ့ဆိုပြီးတော့မှအမှတ်တစိထွက်လာလိမ့်မယ်ဆိုပြီးတော့တယောက်ဆိုကျွန်တော်စီမှာလာပြီးတော့ကိုမန်လေးတော့လာမှတ်ထားသေးတယ်ပေါ့နော်အဲ့တော့ဒီဟာက तू မပူးမဆွေးဘူးဆိုတာလဲဒါကျွန်တော်သိတယ်ဒါပေမဲ့စပြီးတော့မှမြင်းညံမှာပြည်သူစစ်စဖွဲ့ချင်းမှာဒီစိန်လွင်ကဟိုပါပေါ့ပထမကောင်းတော့ဟုတ်မြင်းညံပြည်သူစစ်ရဲ့ပထမကောင်းတော့အဲ့ဒီပထမကောင်းတော့ကနေပြီးမှတခါ तू ဟိုဖြစ်တဲ့အချိန်မှာ तू မိမကို तू ပထမကောင်းတော့တင်လိုက်တာတင်ပြီးတော့မှ तू ကဒုတိယကောင်းတော့အဖြစ်နေတာအဲ့တော့ပါကောင်းတော့နဲ့ဒူကောင်းတော့ဖြစ်တယ် तू ကပထမကောင်းတော့လည်းလုပ်ဘူးတယ်အခုလက်ရှိတာဝန်ယူထတာဒူကောင်းတော့တာဝန်တီတာရုံနဲ့တအိမ်နဲ့နေတယ် तू ဟိုကလင်မယားရမြောက်တာမမြောက်တာတွေကျွန်တော်စိတ်ဝင်စားဘူးဒါကျွန်တော် HG ကကြည့်ဖို့အတွက်တော်လိုင်းလုံးနေတာမဟုတ်ဘူးเนาะအဲ့တော့သူတို့ကာမဆက်ချက်ချင်းမဆက်ချက်ချင်းကသူတို့လို့ဒါကျွန်တော်နဲ့မဆိုင်ဘူးသူ့လင်ဟောမဟုတ်ဘူးဟုတ်တယ်ဆိုတာလေကျွန်တော်နဲ့မဆိုင်ဘူးဒါပေမဲ့အဲ့ဒီမြင်းညံမှာပြည်သူစစ်ပါကောင်းတော်လည်းလုပ်ဘူးတယ်လက်ရှိဒူကောင်းတော်က KTV ကကောင်မလေးတွေကိုမြင်းညံကနေပြီးတော့မှကျွန်တော်တို့ပကံညောင်းဘက်ကိုပို့တယ်အဲ့တော့မကောင်းတဲ့ဟိုဟာတွေကိုကယ်ရီရိုက်စားနေတာကမင်းတို့စစ်တပ်ကပြည်သူစစ်တရဆောက်ကျင်လားဆိုတဲ့တရင်တစ်ခုကျွန်တော်တို့မှရတယ်ဟုတ်နော်ပြီးရင်အဲ့မှာကားပေါ်မှာဒီတိုင်းနေလာတာမဟုတ်ဘူးယောက်ျားအားတိုးသေးတွေပါတယ်ဒါရင်ကြီးအောင်ပြောတာယောက်ျားအားတိုးသေးတွေပါတယ်နော်ဒါတွေကပြည်သူစစ်ခေါင်းဆောင်တယောက်အနေနဲ့လိုလာပေါ့နော်လိုလာဟုတ်မှာတခြားအဲ့တော့ဒီကောင်မတွေနဲ့ဒီဟိုဟာနဲ့ကတီတာယူမွန်ရဲ့ယောက်ျားဖြစ်ခဲ့ဘူးသူเนาะကျွန်တော်ယောက်ျားလို့ပြောယောက်ျားဖြစ်ခဲ့ဘူးသူဒီကောင်မဒီဗီဒီယိုဖိုင်ကြည့်ပြီးတော့စောက်ကြီးစောက်ကျယ်ပြောနေမှာဆိုလို့ယောက်ျားဖြစ်ခဲ့ဘူးသူကနဲ့ကင်းချင်းရောဖြစ်ရလားပေါ့เนาะဒါတစ်ချက်ပေါ့ပြီးလို့ရှိရင်မင်းတို့ဟိုစစ်တပ်ကနေပြီးတော့ခန့်ထားတဲ့ပြည်သူစစ်တွေကလုတ်ပိုင်ခွင့်ကိုအသုံးချပြီးတော့မှမြင်းစေးတွေအသွားပြန်တဲနေတာလားဝင်းစေဝါရောင်းစားနေတယ်မွေးစေဝါရောင်းစားတယ်အဲ့ဒီအချက်ဒါကမင်းတို့ရဲ့စောက်ကျင်တွေကိုဖော်ထုတ်လို့ရလိုက်တဲ့ငါတို့ဘက်ကအမြက်เนาะဒီကောင်ကိုဖမ်းမိတဲ့အမြက်ပထမအမြက်ကဒုတိယအမြက်ကဘာလဲဆိုတော့တီတာရုပ်ပုံတဲ့ကောင်တေရင်နဲ့လာတာဖြစ်တဲ့အတွက်
နော်ဒီကောင်ကိုနည်းနည်းပါးပါးလေးပုတ်ပြီးတော့မှမေးမယ်ဆိုလို့ရှိရင်ဘာတွေရလာမလဲဆိုတော့တီတာရုံးမစီမှာလူဝင်ရဘယ်နှယောက်ရှိလဲလက်နဲ့ခရမ်းတွေကဘာတွေကင်ဆောင်ထားလဲဟုတ်နော်သူ့ရဲ့အဓိကသူ့ကို support ပေးနေတာဘယ်သူတွေလဲနော်ငွေကြေးထောက်ပံ့နေတာဘယ်သူတွေလဲနော်အဲ့ဒီမြင်းညံပြည်သူစစ်တပ်ဖွဲ့ဝင်တွေရဲ့အိမ်တွေကဘယ်အိမ်တွေလဲနော်ပြည်သူအနိုင်ကျင့်နေတဲ့အိမ်တွေကဘယ်အိမ်တွေလဲဆိုတာကျွန်တော်တို့ထပ်ပြီးတော့မသိရဘူးဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဖမ်းမိပြီဆိုတာနဲ့ငါတော့လိုက်မရှာဘူးအေးလိုက်မရှာချာမချာလဲဘယ်သူကငါတို့ဒီမှာရှိပါတယ်ဟေးဆိုပြီးတော့မှအတန်ချက်ဆက်နဲ့ဘယ်သူကអော်ပေးမှာတော့ဟုတ်တယ်မလားရှင်းလေးပဲလေခေါ်ရပါပြီဆိုမှတော့ကျွန်တော်တို့ကလွတ်မြောက်တဲ့နေရာခေါ်ရမှာပေါ့ရှင်းလေးပဲလေဟုတ်တယ်အဲ့တော့ तू က तू ယောက်ျားဟုတ်တယ်မဟုတ်ဘူးတွေပါလေဘလို့ပဲဟိုဟန်ဆောင်ပြုံးနေပါစေရင်ထဲကကြိတ်ငိုလို့ရအောင်လို့လုပ်လို့ရတဲ့အကွက်တွေကျွန်တော်တို့မှာအများကြီးရှိတယ်အဲ့တော့တီတာယူမွန်ကြိတ်ငိုလို့ရအောင်ကျွန်တော်တို့ကလည်းကျန်တဲ့ဟာတွေဒါကျွန်တော်အခုဒီကတော့အတိအကျတော့မပြောသေးဘူးကျွန်တော်မနေ့ပြန်သူနဲ့ပတ်သက်ပြီးတော့မှဖမ်းမိနီးတို့ဘာတို့တွေပြီးရင်လက်ရှိမေးမြန်းလို့ရတဲ့ဟာတွေကိုကျွန်တော်မနေ့ပြန်အင်တာဗျူးဖို့တော့တစ်ချက်တော့ချိတ်ထားတယ်ပေါ့နော်ဒါရလို့ရှိရင်တော့ကျွန်တော်အဲ့ဒီတက်ဖွဲ့နဲ့အင်တာဗျူးပြီးတော့မှကျွန်တော်လည်းထပ်ပြီးတော့မှဟိုဖြစ်မယ်ပေါ့နော်ထပ်ပြီးပြည်သူကိုထပ်ပြီးတင်ပြပေးမယ်ပေါ့နော်အဲ့ကျွန်တော်တို့မှအဲ့ဒီအမျက်တွေရှိပြီးရင်သူစီးလာတဲ့ကားဗျာကျွန်တော်တက်ဖွဲ့သုံးလို့ရတယ်သူမှပါလာတဲ့ပတ်စံဒါရှိတယ်ပြီးရင်သူ့ကိုဘယ်လိုမျိုးစီရင်ပေးပါဘယ်လိုဟိုဖြစ်ပါဆိုပြီးတော့မှဒါပြည်သူရဲ့တောင်းဆိုမှုတွေကျွန်တော်တို့ကလိုက်ပြီးတော့မှလုပ်ပေးလို့ရတယ်ပြီးတော့သူကိုယ်တိုင်လည်းကျွန်တော်တို့ဒါဟိုမှာဗာလဲမြင်းညံမှာသူကိုယ်တိုင်လည်းရုံးမာထားတဲ့ကိစ္စတွေကျွန်တော်တို့ကပြန်ပြီးတော့မှသူ့ကိုသွေးကြွေးဆက်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ဟာပြောချင်တာပေါ့နော်ဟုတ်တည်တာမှုယူမုံလည်းဒါအများဆုံးဖန်ဆီးချင်တာပေါ့နော်နောက်တစ်ခုကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာတော့ကိုစီသုံးသက်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်เนาะအဲ့တော့ ICJ မှာအခြေအနေမကောင်းတဲ့မရောက်နိုင်အကြောင်းကိုပြောတဲ့မပေါင်းရဲ့ဗီဒီယိုကိုသုံးသက်ပေးထားတယ်နောက်ကြည့်အောင်နော်ဆက်နောက်ပြီနော်ဒီဟိုကတန်ဃာတော်တွေကပြောတာနော်ဘုရားရှင်ဟောကြားခဲ့တရားမဟုတ်ဘူးဘုရားရှင်ဟောကြားတရားမဟုတ်တဲ့အတွက်ကြောင့်မို့လို့တိရကုဆရာတော်ဘုရားကြီးဟောတာကလည်းဘုရားကဒါမျိုးပြောတယ်ဟေ့ဆိုရှင်တော့တိရကုဆရာတော်ဘုရားကြီးကိုကျွန်တော်တို့ကပုံမှန်ပြောရင်တော့ဒါဟာမခေါ်တဲ့နဲ့မပြောတဲ့နဲ့တရားဆိုပြီးကျွန်တော်တို့ကဘာမှမဆိုတော့သဘောမတူတဲ့ဘက်မှာရှိမှာပါဗျာနော်သဘောလုံးဝမတူပါဘူးအဲဒါမှလည်းဒါကုံကောင်ပြောတာမှန်တယ်သဘောတူလို့ရတဲ့အရာကြီးမဟုတ်တာဗျာရှစ်ဆရာကြီးဒါကိုငပောက်ကပါလဲအမှပြောထားသေးတယ်ဆရာတော်ဥတ္တဝီရတူနဲ့လည်းအရှင်ညာနဲ့ကြာလာနေတူတီတကူဘယ်လိုခေါ်လဲမသိဘူးအဲ့ဒါကကဘာကျော်ပုဂ္ဂိုလ်တွေပဲလေဝီရတူကဘာကျော်လားဘယ်လိုကျော်လဲနာမည်စိုးနဲ့ကျော်တာလေကဘာဥစ္စာတွေကဒီနေ့ချိန်ကြီးတခါမှမတွဲဆက်ဘူးတဲ့စကလုံးနှလုံးကိုတွဲဆက်လိုက်တာဝီရတူကြောင့်အဲ့ဒါကတော့ပါတကယ်ငိမ့်ချမ်းပါလေနူးညံ့ပါလေကဘာဝတရားကြပါလေကဘာကြီးရတော့မှကဘာဘာသာကြီးအားလုံးရတော့မှကဘာရဲ့ဒီအကောင်းဆုံးဘာသာဗုဒ္ဓဘာသာဘာလို့ဝိုင်းပြီးတတ်မှတ်ပေးခံထားရတဲ့ဘာသာကိုအကျန်းဖက်ဆိုတဲ့စကလုံးနဲ့တွဲပြီးတော့ပေါ်ပြကန်ထိတော့ဝီရတူလေအဲ့ဒါကဘာကျော်လားကောင်းတဲ့ကျော်လားမဟုတ်စောက်ချက်ပွဲနဲ့ကျော်ချင်းကိုစောက်ချက်ပွဲတာပွဲမှန်းလည်းမသိဘူးဒီကောင်ကြီးဟာဘယ်လိုလုပ်ကြမလဲကွာဆိုရှက်စရာကောင်းမှမသိတော့ဘယ်လိုမှပြောလို့မရဘူးသူတို့နော်အခုတီတကူဆရာတော်ဟောတဲ့ကလားတွေကိုတတ်တယ်တဲ့အဲ့ဒီကလားတွေကငါးပါးတိတာမလုံးနော်ငါးပါးတိတာသူ့ရဲ့အထုပ်ပတ်တိကိုပြန်ဟောတာအဲ့ဘယင်းကနော်စစ်ပွဲမှာကလားတွေကိုညောင်များစွာတတ်လိုက်တယ်တတ်လိုက်ပြီးတော့လူသက်မိတဲ့အတွက်ကံငါးပါးကိုကျိုးလို့ဆိုစိတ်မကောင်းဖြစ်နေတယ်ဒါကိုရဟန္တာတွေကလာပြီးတော့ရဟန္တာ၈ပါးလာပြီးတော့ဒီရှင်မကြီးတက်လိုက်တဲ့အထဲမှာလူစင်စစ်ကတယောက်နဲ့တစ်ပိုင်းပဲပါတယ်နော်ကျန်တဲ့လူတွေကငါးပါးတိတာတယောက်မှလုံးမှာမဟုတ်ဘူးဒီတယောက်ပဲငါးပါးတိတာနဲ့တရံပုံလုံးဝမြဲတာအဲ့ဒါကြောင့်မလို့လူလို့တတ်မှတ်လို့ရတယ်အခြားလူတွေကလူမဟုတ်တဲ့အတွက်အခုလိုမဖြစ်ပါဘူးဟာအတိတ်ကရှိရတာဟုတ်ကျွန်တော်တို့ကဒီနေ့မှာပုံကိုရေးလိုက်လို့မရအောင်နော်ပုံကိုရေးမလိုက်ပါနဲ့ကျွန်တော်တို့နိုင်ငံအရန်ပုံကိုရေးကိုအားကိုးတယ်ပုံကိုရေးအစွဲရှိတယ်လူမျိုးရေးအစွဲရှိတယ်နော်ပုံကိုရေးကိုးဝယ်မှုအရန်ပြင်းထန်အဲ့ဒါတွေကခင်ဗျားတို့ကျွန်တော်တို့အတုံးချပြီးတော့ကိုကျိုးရှာလို့အကောင်းဆုံးချက်မျိုးချစ်စိတ်ပြင်းထန်တာမျိုးချစ်ကဒါပေမဲ့လေပညာရှိစွာနဲ့ချစ်ကကျွန်တော်တို့ပညာနဲ့တိုင်းထွာပြီးချစ်တာမှတာလေမှန်ကန်တဲ့ချစ်ချင်းအကျိုးဖြစ်တဲ့ချစ်ချင်းကိုရပါမျက်စိပိတ်ပြီးတော့စင်တကောင်တော်တဲ့လှုပ်လိုက်ကောင်းမွန်တဲ့အရာတွေနဲ့စိုးရွားတဲ့အရာတွေဘယ်အရာတွေပိုရမျက်စိမမြင်တဲ့အတွက်တစ်မိနစ်ဝင်တိုက်မှာကြောက်တဲ့ပြုတ်ဆိုင်ပြုတ်ကြပါမယ်စူးကြုံနဲ့ဝင်သုံးရင်သုံးပါမယ်သူ့မှာတစ်ခုမှကောင်းတဲ့အရာမရှိဘူးဟောအစားကောင်းတောက်ကောင်းရမယ့်နေရာကိုကျွန်တော်မျက်စိပိတ်ထားပြီးဘယ်လိုရှာပြီးသွားမလဲအနက်ခံနိုင်တော့မှဟုတ်တယ်မလားအဲ့တော့ဉာဏ်မျက်စိမပါတာဒီကောင်းကျိုးတဲ့ဆိုးကျိုးတွေပဲရတာအဲ့တော့ဒီညမှာဒီကူဆရာတော်ကြီးဒီတရားဟာစစ်တပ်ကိုစစ်သားတွေပေါ့နော်စစ်ဗိုလ်ချုပ်တွေရှင်းပြောရရင်တော့စစ်သားတွေတော့မဟုတ်ဘူးစစ်ဗိုလ်ချုပ်တွေကိုဟောတဲ့တရားဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာနိစ္စဂီတဝါရိတဝိတုခဒီလိုချင်းဒီမုတ်ချင်းကကုတ်ချင်းပန်းပန်းချင်းနတ်နာလေးချင်းစသဖြင့်ဒါတွေကိုတော့မှကျွန်တော်တို့တားမြစ်ထားတယ်ပေါ့ဗျာရှစ်ပါးတိတာဘုရားတိတာဆယ်ပါးတိတာစသဖြင့်တားမြစ်ထားတယ်မလားပြီးလို့ရှိရင်တူတက်ချင်းမတားမြစ်တော့ဒါငါးပါးတိတာထဲမှာလည်းပါပြီးတာဟိုအောက်မှာလည်းပါပြီးတာနော်တာမန်လူတိုင်းကိုတော့စောင့်ထည့်ရမယ်ညာငါးပါးတိတာဆိုတော့တူအတက်ကိုတက်ချင်းလေလူမပြောနဲ့တလိမ့်ဆန်ကိုတိုက်ရင်တော့အခုလိုဖြစ်ပါတယ်လို့ဘုရားကဟောထားတာကိုတဏ္ဍာကုံတုံးမမတီလို့ငါးပါးတိတာမလုံးတဲ့လူကိုတိုက်ရင်အပြစ်မရှိဘူးဟောတယ်ဆိုတော့အခုကျွန်တော်ကိုယ်တိုင်ရောငါးပါးတိတာလုံးလားတခါကျရင်ရက်တောင်မိတယ်လေအေးသူများမရတော့မဖြစ်ပါဘူးနော်သူများစော်တော်မှမဖြစ်ပါဘူးစိတ်ချဒါပေမဲ့
ကျမ်းမာရကတကယ်ချင်းပေါင်းနေကြုံရက်တွေပဲတောင်းမိတာပဲဟောငါမတီလာဘယ်လိုလုံတော့ပြီးရင်တကယ်ချင်းပေါင်းတင်ကိုကလေးပါညာနဲ့ဆိုရင်အဲ့လိန်ညာနဲ့စပြီးညာနဲ့ဟာလည်းပြောမိတာပဲဒါလည်းငါမတီလာပြည့်ရွေးနေတာအဲ့ဒါဆိုရင်ငါမတီလာမလုံတဲ့လူတွေတက်လို့ရသေးဆိုကဲကျွန်တော်ကိုယ်တိုင်လည်းငါမတီလာမလုံအခုဒီဗီဒီယိုဖိုင်ကိုရောက်တောင်ကြည့်နေတဲ့နော်အကိုတို့အမတို့ညီတို့ညီမတို့ရောလုံကြတာငါမတီလာအနေနဲ့အများတော့ဘယ်နဲ့သိမ်းစောင်းမှုတွေရှိမှာပဲတစ်ချိန်လုံးမလုံလာတော့ပုံလုံကျင်တဲ့ချိန်နဲ့လုံရတာပေါ့ဘယ်နဲ့ကပြောလို့ငါမတီလာကိုခါဝိပစိုးလို့မြဲတဲ့လူဘယ်လောက်ရှားသွားပြီအဲ့တော့အဲ့လူတွေတိုင်အပြစ်မဖြစ်တော့ဘူးလားဒါဆိုလူတက်မှုပုံမှန်300နှစ်ပဲပြတ်လိုက်ပေါ့ဘာလို့လဲဟုတ်တယ်မလားဒီလိုဘုံကြီးနေတယ်မရောက်နိုင်ဘူးအဲ့တော့မရောက်နိုင်မင်းပုံမှန်300နှစ်ကိုပဲပြတ်လိုက်ပြီးတော့လက်ရှိမြန်မာနိုင်ငံမှာငါမတီလာလုံရတော့တရားမှမရှိဘူးကွာအဲ့ဒါဆိုတော့ငါမတီလာမလုံတဲ့ကောင်တွေတိုင်အပြစ်မရှိဘူးဒါကြောင့်မလို့မြန်မာပြည်မှာအဲ့လိုပြောရပါမဟုတ်ကျွန်တော်စောက်ကပြောတာမဟုတ်ဘူးနော်တလုံးချင်းစီတွေးကြည့်ပါအဲ့တော့ကျွန်တော်တို့ကဒီညပုံကုတ်ရေးကိုလည်းဒီလိုဆရာတကယ်ပညာတတ်ပါစာတတ်ပေါ့နော်တကယ်ကိုစာပေတက်မြောက်တဲ့ပုံကုတ်ပါဒါပေမဲ့သူလည်းရဟန္တာမဟုတ်ဘူးသူစိလေမှားရင်မှားမှာပေါ့ဟုတ်တယ်မလားမှားရင်မှားမှာပဲဖုန်းကြီးဖြစ်နေပြီဖုန်းကြီးကရဟန္တာမဖြစ်တဲ့အတွက်ပုထုဇဉ်ပဲပုထုဇဉ်ကစာပေဘယ်လောက်ပဲလေ့လာတာဖြစ်ပုထုဇဉ်ရဲ့အညစ်အကြေးရှိတယ်အဲ့တော့ကျွန်တော်တို့ကဖုန်းကြီးပြောတိုင်းအကုန်လုံးတရားရုံနဲ့လက်ခံလို့မရဘူးကိုက်ညီကြည့်လေအခုလိုဟာမျိုးကြေးကလားတွေကိုတိုက်အပြစ်မရှိဘူးဆိုတဲ့စကားကိုလက်ခံတာလက်ခံတယ်ဆိုဘုရားဘာသာကိုးမွယ်တယ်တော့ဘုရားဘာသာနဲ့နှုတ်ဆက်ပါပြောလိုက်ဗုဒ္ဓဘာသာမှာအဲ့လိုတုတ်တက်ချင်းကိုအဖြစ်မရှိဘူးလို့လက်ခံမှုမရှိဘူးနော်ဒါတွေကကြောက်စရာကြီးတမိုင်းတွေမှာလွဲကုန်မှာနောင်လာကလေးတွေမှာအမှတ်မှားကုန်မှာအကုန်လုံးပြတ်သုံးချင်းကိုသွားမှာကြောက်ဖို့ကောင်းတဲ့ဒါကြီးရတကယ်ကြီးဒါမျိုးပေါ့ဒါမျိုးဒေတာရဲ့အယုံကြည်မှုတွေနဲ့နော်ဘုရားဗုဒ္ဓတရားဆိုတာလဲတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် counseling အဓိကသွားပါလေ counseling ဆိုတာကစိတ်ကြနေတဲ့သူတွေကိုစိတ်တက်ကြွလာအောင်နော်စိတ်ချက်ချုပ်ထိထားတဲ့သူတွေကိုလွတ်မြောက်လာအောင်ချုပ်မိနေတဲ့သူလွတ်မြောက်လာအောင်စိတ်ဓာတ်အပြည့်လွတ်မြောက်လာအောင်ဟောကြားတဲ့တရားတွေဖြစ်တယ်ဘုရားကိုယ်တိုင်ဟောတဲ့တရားတွေမှာတော့မပါတော့ဘူးလို့ကျွန်တော်ပြောလင်းတယ်ဒါပေမဲ့လည်းဒီဟိုကတန်ဃာတွေတို့ဟုတ်လားတို့ဒေတာအယူဆတွေနဲ့တို့ဟောတဲ့တရားဗုဒ္ဓတရားတွေတော့မဆိုင်တော့ဘူးလို့ကျွန်တော်ပြောလင်းတယ်ဗျာနော်အဲ့တော့ဒါဗီဒီယိုဆရာတော်ဘုရားကြီးတရားတော်တွေဟိုမှာဖွင့်ပြတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါမျိုးသားလေပိဋကသုံးပုံမှာပတ်လို့ရှိရင်ကျွန်တော်ပိဋကသုံးပုံတရားတွေတိုက်ကြည့်ပါဘုန်းကြီးဒီပါဟောတဲ့တရားတွေကမှန်ဆိုတာထေရဝါဒဗုဒ္ဓဆိုလို့ရှိရင်ထေရဝါဒမှာအချုပ်ပါပဲဒီပိဋကသုံးပုံဝိနည်းသုတ်တံပြီးဒီမှာရှိတယ်အဲ့ဒီမှာသွားပြီးတိုက်ကြည့်ပါတိုက်ကြည့်လို့အဲ့ဒါကမှန်တယ်အဲ့ဒါသွားပြီးညီနေလို့ရှိရင်တော့ယူလို့ရပါတယ်အဲ့တော့တတ်ချင်းကဘယ်ခေါ်မလဲခွင့်ပြုပါတယ်ပေါ့နော်ဆိုတဲ့ပုံစံမျိုးကြတော့လေဗုဒ္ဓတရားတော်တွေနဲ့ဆန့်ကျင်နေတာဒီတရားတော်ဒီတရားကိုပယ်သိမှာလေဗျာနော်အရေးကြီးတယ်လို့ပဲကျွန်တော်ဖြေရမှာပါဒီလူကလေအခုနောက်ပိုင်းကျွန်တော်တကယ်လေးစားတယ်နော်ကိုမောင်မှာဒီနေ့ဒီတော်လိုင်းဘက်ကိုစီစဉ်လုပ်လာတာမဟုတ်ဘူးနော်တော်လိုင်းဘက်ကိုထောက်ခံလာတာမဟုတ်ဘူးနော်လက်နက်ကရမ်းစိတ်သူအားမပေးဘူးနော်ဒါပေမဲ့လို့သူဘက်မရွေးဘူးမှန်တဲ့ဘက်ကိုပဲသူရွေးလိုက်တာဟိုဘက်ဒီဘက်တွေထက်ကိုအခုနောက်ပိုင်းမှာသူ့ကိုကျွန်တော်ကြည့်ရတာဟိုစစ်တပ်ဘက်ကတော်လိုင်းဘက်ကရောအနီးရဲ့အစိမ်းရဲ့ဒလိုမဟုတ်တော့သူ့ကိုကျွန်တော်ကြည့်ရတာမှန်တဲ့စကားကိုပဲငါပြောပြီးတော့မှန်တဲ့ဘက်ပဲရက်တည်တော့မယ်ဆိုတဲ့ပုံစံမျိုးကိုရက်တည်လိုက်တယ်လို့ပဲကျွန်တော်မြင်တယ်ဒါကြောင့်မလို့ဒလိုမျိုးစစ်တပ်ထောက်ခံဝင်ရလူတွေများပေါ်ပါသေးလို့ဆုတောင်းပါဒါဆိုရင်ကျွန်တော်တိုင်းပြည်မှာအခုလိုပြည်ထနာတွေရှုပ်စရာအကြောင်းမရှိပါဘူးရှင်းရှင်းလေးနော်အဲ့တော့ပြောချင်တာကတော့ကျွန်တော်ဒီ ICJ အမှုကနိုင်ငံပေါင်းနိုင်ငံကြီးတွေကဆို14နိုင်ငံကြီးတမ်းပြီးဝင်းရလာပြီအမှုတဲ့အရှင်တွေကလည်းဘုရားကပြောသူကိုယ့်ဘက်ကမစင်မရှင်လုပ်ခဲ့တဲ့အရာတွေမစင်မရှင်ပြောခဲ့တဲ့အရာတွေကတစ်ဖက်မှာကုန်ချမ်းဖြစ်နေပြီအဲ့တော့ဟိုဒီညမှာတခုတော့ပြောချင်တယ်နိုင်ငံအရင်နဲ့ပတ်သက်လို့တော့သူများနိုင်ငံသားကိုတော့ကိုယ့်နိုင်ငံကအောက်ကျခံတာတော့မဖြစ်သေးဘူး ICJ အမှုရှုံးရင်အဲ့ဘဝရောက်မှာပါနော်မစင်မရှင်ပြောခဲ့တယ်မစင်မရှင်လုပ်ခဲ့တဲ့အလုပ်တွေက ICJ အမှုရှုံးတာတဲ့အဲ့ဒီပင်ကလေးတွေကိုရော်ဂျေးဆိုပြီးနေနေအောင်ပေးရတော့သူတို့ရဲ့နေထိုင်မှုအကောင်စီရင်ချရေးကိုသူများလာရောက်ဆွတ်ဖက်တော့နော်ဒါအဲ့ဒါကြီးလက်ခံပေးလို့မရဘူးလက်ပုံမလင်းလင်းပြောမယ်ကျွန်တော်မိတ်ဆွေတွေမှာအစ္စလမ်ဘာသာဝင်တွေရှိတယ်နော်ရခိုင်ပြည်နယ်ဒီရခိုင်လူမျိုးအများစုနေထိုင်တာအဲ့ဒီမှာမျိုးတို့ဒိုင်းနဲ့တို့စတဲ့အခြားဘာသာဝင်တွေဟိန္ဒူဘာသာဝင်တွေအစ္စလမ်ဘာသာဝင်တွေလည်းရှိတယ်မှန်တယ်ဒါကိုရခိုင်လူမျိုးတွေလည်းသူတို့ရခိုင်ပြည်နယ်မှာအစ္စလမ်ဘာသာဝင်တွေဟိုကာလကြာရှည်တဲ့ကအတူတူကရှင်တွဲနေထိုင်လာတယ်ဆိုတော့သူတို့ကိုလည်းလက်ခံတယ်ဒါပေမဲ့လို့ဟိုဘက်မှာဘင်္ဂလားဒေ့ရှ်ခြံစည်းကိုဒီဘက်မှာရခိုင်ပြည်နယ်ဒီမှာဘင်္ဂလားပြည်သားစုတစုပဲဆွေမျိုးတော်တာပေါ့ဗျာတောင်ဝင်းခွဲတော်တာပေါ့တယောက်ကရခိုင်ပြည်နယ်ထဲမှာလာရောက်လှုပ်ဆိုင်နဲ့အခြေချသွားတယ်ဟောသူကတစ်ဖြည်းဖြည်းနဲ့မြန်မာအဲ့မှာအိမ်အောင်ကြအမှကလေးတွေမွေးတယ်ဒါပေမဲ့သူ့အမျိုးတွေကဘင်္ဂလားဒေ့ရှ်မှာရှိတယ်ဟုတ်တယ်နော်ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဟာလေသူဘင်္ဂလားနိုင်ငံသားတွေပဲဒါပေမဲ့ဟိုမှာလူကြီးပေါက်ပွားနှုံများတယ်လုပ်ငန်းကိုင်ငန်းတွေရှားပါလာတယ်အဲ့တော့ဘာဖြစ်လဲအခုကျွန်တော်တို့ပြည်တွင်းမှာနေလို့မရတော့ဒီဘက်ထွက်ပြေးတယ်လို့ပေါ့ဟောအနည်းဆုံးသူတို့ဆွေမျိုးရှိတယ်ရခိုင်ပြည်နယ်တွေကိုနီးနီးလေးလေးအခုကျွန်တော်တို့နိုင်ငံသားတွေဆိုအများဆုံးရောက်တာပဲနိုင်ငံတွေထိုင်းနိုင်ငံဘာဖြစ်လို့ရောက်လဲနီးလို့လေလာလို့လွယ်လို့လေကုန်ချင်းဆက်ဆက်နေလို့လေလမ်းလျှောက်လို့လေဟိုမှာလည်းအဲ့လိုပေါ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကအခြားမလေးရှားတို့ဘာလို့တွားတဲ့လူတွေလည်းအများကြီးရှိတယ်ဟုတ်တယ်နော်ကမ္ဘာအရေးရဲ့ကိုတွားတဲ့လူတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဒီရခိုင်ပြည်နယ်တွေကိုဖောက်ဝင်ပြီးတော့လာပြီးတော့နေခိုးဝင်လို့ခေါ်တယ်ဟောအခုအဲ့ဒီခိုးဝင်တွေအားလုံးကဘာကြောင့်တလို့ဖြစ်လာတာလဲရွေးကောက်ပွဲမှာသူတို့ကိုအားပေးရင်သူတို့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကိုအားပေးရင်နိုင်ငံသားပြည့်ခွင့်ပေးမှာလို့တော့ white card ဆိုပြီးတော့ထုတ်ပေးခဲ့တဲ့နောက်ဆက်တွဲတွေကအဲ့ဒီပြဿနာတွေပေါ်လာတာဝိနည်းကကျွန်တော်ပြောသလိုအဲ့လိုဆွေမျိုးတွေနဲ့ဆက်ဆက်ကြောင့်ဝင်လာနေတဲ့လူတွေသူတို့မှတကယ်တက်တိထောက်ထားမရှိဘူးအဲ့လူတွေကို white card လို့တော့ထုတ်ပေးလိုက်ဒီရိုရင်ဂျာဘင်္ဂါလီအရေးကြီးဆိုတဲ့အခုခေါင်းစဉ်အောက်မှာအဲ့ဒီကတ်တွေကအကုန်ပေါ်လာဟမ်မှတ်ပုံတွေ white card တောင်မဟုတ်တော့မှတ်ပုံတွေထုတ်ပေးထားတဲ့ရိုရင်ဂျာအစ္စလမ်ပေါ့ကွာ sorry ဒီရိုရင်ဂျာဘင်္ဂါလီပေါ့သူတို့ဘာခေါ်ရိုရင်ဂျာပေါ့ဒီဘက်ခေါ်ဘင်္ဂါလီပေါ့ဘာပဲဖြစ်ဖြစ်ကျွန်တော်ပြောအဲ့လိုကိုယ်နိုင်ငံသားမဟုတ်တဲ့လူပြောင်းများစွာပေါ့
မှတ်ပုံတွေထုတ်ပေးလိုက်မှတ်ပုံတွေထုတ်ပေးတာမဟုတ်ဘူးဘာလို့လဲအဲ့ဒါဆိုလွတ်တော်တဲ့ဒီခေါ်တွင်းလာတာတန်ဖို့အဲ့ဒီစစ်ဘုတ်ချုပ်တွေပဲဒါကိုကျတော့ဘယ်အမျိုးဘာသာသာသနာမှတယောက်မှမအော်တော့ဘူးလွတ်တော်တဲ့ဒီတိုင်းပြည်ရဲ့တော့ဥပဒေပြုတရားစီရင်စတဲ့နိုင်ငံရဲ့အရေးကြီးဆုံးနေရာလွတ်တော်ဆိုတဲ့အထဲကိုအဲ့ဒီလူတွေကိုခေါ်တွင်းလာတာကြက်ခိုင်ပွင့်ပြရဒါနဲ့ဘယ်မဘာသာအော်ခဲ့ဟမ်မုံကိုဆိုပြီးတော့ဟိုတရုတ်နိုင်ငံသားတွေလွတ်တော်တဲ့ခေါ်တွင်းလာတယ်နော်ဟိုဘက်ကလွတ်တော်အမှတ်ဖြစ်တဲ့ကြက်ခိုင်ပွင့်ပြပါတီကအဓိကတော့သူတို့နေတွေမှာသူတို့အမာခံလူတွေရောက်လို့ဟမ်အဲ့ဒါဝင်ခီးကိုတိုင်းမှွေခဲ့တဲ့အရာအခုအဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကဘာဖြစ်ပေါ်လဲဒါပဲအဲ့တော့မဟုတ်ကပြောခဲ့တဲ့ဗစက်တွေမဟုတ်တာလုတ်ခဲ့တဲ့ကိစ္စတွေကနောက်ဆက်တွဲတိုင်းပြည်မှာနစ်နိုင်အဲ့တော့ကျွန်တော်တို့ဒီညမှာကျွန်တော်တဘောထားပြောရမယ်ဆိုရင်တော့ရခိုင်ပြည်နယ်မှာရှိပြီးကမြန်မာနိုင်ငံမှာမွေးဖွားကြီးလာတဲ့အဲ့ဒီအစ္စလမ်ဘာသာဝင်တွေအတွက်ကျွန်တော်တို့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးအပြည့်အဝပေးရမယ်နော်ရခိုင်တကြအဲ့ဒီအစ္စလမ်တကြဗမာတကြလည်းအဲ့ဒီအစ္စလမ်တကြအတူတူပဲသူကဘာလို့သူကမြန်မာနိုင်ငံမှာကြီးလာတဲ့လူဒါပေမဲ့1982ဆိုတဲ့နိုင်ငံသားဖြစ်ခွင့်ဥပဒေရှိတယ်အခု ICJ မှာအမှုချုံးရင်အဲ့ဒီနိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ပြောလို့မရတော့ဘူးဘယ်တော့ကြောက်ကောင်းလဲစဉ်းစားကြည့်အဲ့တော့တကယ်ဖြစ်နေတာကျွန်တော်တို့နိုင်ငံမှာနိုင်ငံသားဖြစ်ခွင့်ဥပဒေဆိုတာနိုင်ငံတိုင်းမှာရှိတယ်ကျွန်တော်နိုင်ငံမှာရှိတာမဟုတ်ဘူး။နော်နိုင်ငံတစ်ခုရဲ့နိုင်ငံသားဖြစ်ခွင့်ရမယ့်ဥပဒေဆိုတာရှိတယ်။အဲ့တော့ကျွန်တော်နိုင်ငံမှာနိုင်ငံသားဖြစ်ခွင့်ဥပဒေ1982ဥပဒေကိုခေါ်တယ်။အဲ့ဒီဥပဒေရှိပြီးသားဒီဥပဒေနဲ့ကိုက်ညီတဲ့သူလာခဲ့လား။ဒေါက်တာဆန်းစုကြည်လက်ထက်ကလုပ်ခဲ့တယ်ရှင်းရှင်းလေးကဘာကြိုက်ကြတော့အော်လေ။ဟုတ်ကဲ့ပါကျွန်တော်နိုင်ငံသားတွေလား။ဒါအရင်တို့နိုင်ငံသားတွေပြန်ခေါ်အဲ့ဒီခိုးဝင်တွေကိုဟုတ်ကဲ့လက်ခံပေးမယ်။ကျွန်တော်နိုင်ငံသားတွေဆိုလက်ခံရမှာပေါ့။ကိုနိုင်ငံသားကိုလက်ခံရမှာပေါ့။ဒါပေမဲ့နိုင်ငံသားဖြစ်ခွင့်ဥပဒေကျွန်တော်တိုင်းမှာရှိတယ်။1982ဥပဒေအဲ့ဥပဒေနဲ့ညီတဲ့နိုင်ငံသားမှန်တယ်ကြောင့်ကျွန်တော်တို့ခေါ်ပါမယ်။လိုအပ်တဲ့စေးရုံစာတင်ကြောင့်လူတွေအစအောင်စတဲ့ဖြစ်အကုန်လုံးကိုတော့မစောက်ပေးထားတယ်။ဘယ်နည်းဝင်လာအဲ့ဒါအလုံးလုံးတယ်ဆိုအဲ့လိုလုပ်ပါတယ်တော့အခုဒီဘင်္ဂလီတွေကိုဝိုက်ကတ်တွေထုတ်ပေးတာလွတ်တော်တဲ့ခေါ်တွင်းလာတာ NLD ကတာလုတ်ခဲ့ရင်အခုမမတာတွေမျိုးချစ်တွေအခုလိုမျိုးပါဇက်ပိတ်ပြီးနေကြမှာအခု ICJ အရေးကြီးမှာဒါအမျိုးသားရေးအရေးတော့နိုင်ငံလုံးနဲ့ဆိုင်တာတိုက်ချုပ်ကြီးကိုတိုင်တာမဟုတ်ပါဘူးနိုင်ငံကိုတိုင်တာမဲအခုကြမှာဟမ်စဉ်းစားကြည့်အဲ့တော့တကယ်တိုင်းပြည်နစ်နာဒီစစ်ဘိုလ်ရုပ်တွေရဲ့နော်နှစ်ပေါင်း60တိုင်းပြည်ကိုဖျက်ဆီးခဲ့ပြီးတဲ့အပြင်ကဘာပေါ်မှာနာမည်ဖြစ်အောင်ဂျီနိုဆိုက်ကျူးလွန်တဲ့တိုင်းပြည်ဖြစ်အောင်လို့ဝိုင်းဖျက်ဆီးကြတကယ်တော့ဂျီနိုဆိုက်ကျူးလွန်တာမကျူးလွန်ပါဘူးအစုလိုက်ပြုံလိုက်တက်တယ်ဟုတ်တယ်ဘာဖြစ်လို့လဲအညာမာတော့မှပစည်းဖြစ်စဉ်လူ160ချက်တက်လိုက်တာလေခလေးတွေလေဟမ်ရခိုင်မြောက်ဦးမှာစေးရုံကိုဘုံကျချပလိုက်အကုန်လုံးသိတာလေဥမာဒိုင်ဘာလေးခံထားတဲ့ခလေးရစားပါတယ်လေဟုတ်တယ်မလားအစုလိုက်ပြုံလိုက်ကတော့တက်တယ်ဒါပေမဲ့လူမျိုးတုံးတဲ့အထိတက်ပြတ်မှုတော့လုပ်တာမဟုတ်ဘူးရှင်းရှင်းလေးအဲ့ဒါတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီလုပ်တဲ့လုပ်ရအားလုံးဒီစစ်တပ်ကလုပ်ခဲ့တာအဲ့ဒီစစ်တပ်ရဲ့ခေါင်းဆောင်ဒီကာကွယ်ရေးဦးစီးချုပ်ဘုရားမင်းအောင်နိုင်သူရဲ့အမိတ်အပေးမှုကိုကဲမှုအောက်ကနေစစ်တပ်ကလုပ်ခဲ့တာ2008အခြေခံဥပဒေတွေကနော်အဲ့ဒီကာလမှာတက်တဲ့အစိုးရတွေပြည်သူရွေးချယ်တဲ့အစိုးရတွေစစ်တပ်ကိုတိုက်ရိုက်အမိတ်ပေးကိုကဲမှုမရှိဘူးဒါကိုကဘာတိအောင်ချပြအောင်ကျွန်တော်တို့နော်ရှင်းရှင်းလေးအဲ့တော့ဒီဘင်္ဂလီအရေးနဲ့ပတ်သက်လို့နော်ကျွန်တော်တို့ဒီနိုင်ငံဟာဘုရားကပြောသူဒီစစ်ဘိုလ်ရုပ်တွေစောက်သုံးမကြလို့ကဘာကဝိုင်းနှိပ်ကွတ်တောင်ခံရတာအဲ့တော့ပြည်သူကပြည်သူကလည်းနိုင်ငံကိုထိလို့တာအောက်တက်တဲ့ခံရမယ်ဒီမအေလို့တွေရုပ်မှမှုအခဲမရှိဘူးစဉ်းစားကြည့်နော်တေးတေးချာချာစဉ်းစားပါအဲ့ဒီလွတ်တော်တွေကိုခေါ်တွင်းခဲ့တယ်ဒီ white card တွေထုတ်ပေးခဲ့တဲ့လောက်ရက်တွေကို NLD ပါတီကဒေါအောင်ဆန်းစုကြည်တို့လုပ်ခဲ့မယ်ဆိုရင်အခု669လို့မဘတာလို့အဲ့ဒီတပ်မတော်ချစ်သူများဆိုအခုလိုအတိုင်းနေပါလားနေမလားအဲ့ဒါအဖြစ်ပဲနော်အဲ့ဒါအဖြစ်ပဲသိလားအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာတကယ်နိုင်ငံကိုချစ်တာဘယ်သူတွေလဲနိုင်ငံကိုစနစ်တကျတည်ဆောက်တာဘယ်သူတွေလဲနိုင်ငံကိုစနစ်တကျဖျက်ဆီးတာဘယ်သူတွေလဲဗယန်းတနာအာဏာယူတာဘယ်မေလို့တွေလဲနေအောင်ကြည့်ပါနော်အဆုံးစုံပြီးတော်လာမှာပဲသိလားကျွန်တော်တို့တိုင်းပြည်ကိုတော့အပြည့်စည်းခံနိုင်ဘူးနော်ဒီလိုအမျိုးချုပ်တွေကိုတော့ရတဲ့နည်းတော်လာမယ်တော့ ICJ မှုကခြေနေမကောင်းနိုင်ဘူးကျွန်တော်တို့ကတော့တုံးတက်တယ်ကဲဒါတော့ကိုစီသုံးထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်နော်အဲ့တော့အချက်ဖက်မဲအောင်လိုင်းကတော့အမှုပေါင်းများစွာနဲ့ဆွဲခိုင်းရတယ်ပေါ့နော်အခုဆိုရင်ဒီတီတကူဆရာတော်တို့ဒီဝီရသူတို့ပေါ့နော်အပါဝင်ဒီစိုးဝင်းကိုလည်းသူတို့လုံးဝပေါ့နော်နာမည်နဲ့တကွာဒီလိုမျိုးဖော်ထုတ်ထားဖြစ်တဲ့အတွက်တော့မကြခင်မှာတော့ဘယ်လိုမျိုးခြေနေဖြစ်မယ်ဆိုတာသိရမှာဖြစ်ပါတယ်အဲ့တော့ဘာဖြစ်ပြောမြန်မာနိုင်ငံအတွက်ကတော့နာမည်ပြက်စရာဖြစ်ပေမဲ့လည်းပေါ့နော်ဒီကောင်းလေးကိုနာမည်နဲ့တကွာတိတိကျရွေးနိုင်တော့ဒါတော်လိုင်းအတွက်လည်းတစ်ဖက်တစ်လမ်းနေပေါ့နော်ကောင်းတဲ့လားလားတွေဖြစ်လာနိုင်တယ်ဆိုတာကိုသုံးသပ်ရင်ကျွန်တော်ဗီဒီယိုဆုံးသက်လိုက်ပါတယ်နော်စာဆုံးကြည့်ပြီးကြိုင်ပြပြီးသူရောက်စတဲ့2ပဲကျေးဇူးတင်ပါတယ်ညကြမှာနောက်ထပ်တင်တဲ့ပုံနဲ့ပြန်ပြီးတွေ့ကြမယ်နော်